Hello ဆွေဤပါဒီနေ့ဤကဘကိုးကိုနေ့ချင်းမြန်သွားထားတဲ့ခရီးလေးရဲ့ဘကိုးမှာဘာတွေလုပ်ခဲ့တယ်ဘာတွေစားခဲ့လဲရဲ့ရထားနဲ့ဘယ်လိုသွားလို့ရလဲဆိုတာလေးကိုအားလုံးကို sharing လုပ်ပေးခြင်းလို့ပါပထမဆုံးဤကမနက်9နာရီခွဲဤတို့အိမ်နာကမှတ်တိုင်ကနေဘူရာကြီးကိုကားဆစီးတယ်အရင်ဆုံးဤကကြတော့သခင်မြပန်းချံကိုအရင်ရောက်တယ်သခင်မြပန်းချံကနေဤက50ခွန်စီးပြီးတော့မြို့တွေကတငယ်ချင်းတယောက်စီမှာ prefer စားပြီးတော့ဤကဆက်သွားမှာဖြစ်တယ်အခုဤက50ခွန်စီးမှာဖြစ်တယ်ဒါလေးရတော့မနက်စောလေးတစ်ဖြစ်ပေါ့နော်ဒါလေးကအီစားခဲ့တဲ့ breakfast ပေါ့အီစင်စားတာရထားပေါ်မှာဘာမှဝယ်မစားဘူးဒါအဝစားမယ်လို့စိတ်ကူးပြီးသွားခဲ့တာတကယ်ကြတော့ရထားပေါ်မှာလည်းဘာဈေးတယ်မှမရောက်မလာခဲ့ဘူးဟိုတော့ကလိုမျိုးလည်းမရှိဘူးဒါလေးကအုံနှုတ်ခောက်ဆွဲလေးအရန်စားကောင်းတယ်အာနဲ့အီစားနေနောက်ကျသွားတော့တစီနဲ့ပြေးလိုက်ရထားပေါ်တက်တဲ့ဟာလေးတောင်မှအီမေရိုက်လိုက်ရအောင်ဒါလေးကတော့ sweet ပါဒီစက်ကြည့်နေပြီးတဲ့ဆိုရင်ကျေးဇူးတင်ပါတယ်အဲ့ပြီးတော့သူများရဲ့လိုမျိုးပေါ့ဟိုရိုက်တီရိုက်ပေါ့ဒါလေးကပေးစင်သေးသေးလေးတိုင်းလက်ကလည်းအရင်တော့အတွက်ရထားတဲ့ဆိုင်တန်လာတယ်ဒါစီမဲ့ရထားကြီးပေါ့နော်ဒါလေးကဤထိုင်မဲ့ခုံလေးပါရထားထွက်တဲ့ချိန်တော့တိကျတယ်ရန်ကုန်ဘူရာကြီးကနေ9နာရီအထိမှဆက်ထွက်ပါတယ်ဘူရာကြီးပြီးနောက်မှတ်တိုင်ရကြတော့တိုးကြောင်ကလေးမှာက2မိနစ်လောက်ရက်တယ်ပြီးတော့ပကိုးကိုတန်းပြီးတော့ဇက်တိုက်သွားတယ်ပေါ့နော်အထင်ကတော့ရန်ကုန်ဘူရာကြီးနဲ့တိုးကြောင်ကလေးကိုတော့မှ15မိနစ်လောက်ပဲမောင်းနေလို့ခံစားရတယ်ပြီးတော့အဲ့လိုမျိုးလဲ display မှာတောက်လျှောက်အချိန်တိုင်းအဲ့လိုမျိုးပြပေးနေတဲ့အတွက်ဘယ်သူမှဆိုရှေ့ဘူတာဘာလဲဆိုတာလဲသိလို့ရတယ်ဒါရတော့ရထားဘလောက်ညင်လဲဆိုတော့စမ်းကျင်လို့လိုက်ပြီးတော့ရိုက်ကြည့်ထားတာလေးပေါ့နော်မိုးရင်းခီးသွားရတာတခုကောင်းတာကြတော့ဘယ်နေရာကြည့်ကြည့်စိမ့်ဆူဆူလေးနဲ့အေးချမ်းရှိတယ်သွားလာတော့လည်းအဆင်ပြေတယ်အဲ့နဲ့အိမ်ငိုက်တော့မယ်ကြံနှုံးလေးပဲရှိသေးတယ်အဲ့လိုမရလိုက်ပါဘူးရှင် To Bago station within 10 minutes and it will stop about 2 minutes ဟုတ်ပါတယ်ဘကိုရောက်ပါတော့မယ်ရှင်အဲ့လိုမရတော့ပါဘူးရှင်အဲ့အနေဤတို့အိုးဝေငှားပြီးတော့အရင်ဆုံးဒေးစွန်ဘာကိုသွားတယ်ဒေးစွန်ဘာတောင်ကိုအရင်သွားခဲ့တယ်ပေါ့နော်အိုးဝေသမားကတနေ့လုံးငှားတာပေါ့နေရာ6ခု9ခုလောက်ရှိတယ်အလုံးပေါင်း9000ပေးရတယ်အဲ့ဒေးစွန်ဘာတောင်တက်ပြီးတော့မှတီးလိုက်တာကဖန်တက်တောင်ဇွဲကပင်တောင်တက်မယ်ဇွဲကပင်သွားမယ်ဆိုတာကိုအားချောင်မိမှန်းသိပါတယ်မသွားနိုင်တော့ပါဘူးလုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်သွားပြီပေါ့နော်လှတာတော့လှတယ်တက်တယ်လှတယ်မောတာနဲ့တန်နဲ့မြင်ရတဲ့ຢာရှိတယ်ဒါပေမဲ့ဇွဲကပင်တောင်တက်ဖို့ကတော့စူးစမ်းကြည့်ပါဦးမယ်အခုတော့နှစ်ဖူးကချွေးဖြစ်နေပါပြီအဲ့လိုနဲ့နောက်ဆုံးတော့တောင်ပေါ်ရောက်သွားပါတယ်ပေါ့နော်ပင်မပါတယ်မောပါတယ်ဒါပေမဲ့တန်ပါတယ်ရှင်အဲ့ဒါပြီးတော့တို့ရွှေသားလျောင်းရွှေမော်ရောဟင်းသားကုန်းအခြားပကိုးဖျားတွေလည်းဝင်ဖူးခဲ့ပါသေးရိုက်ဖို့မိသွားလို့ပေါ့နော်အဲ့ပြီးတော့ကမ္ဘောဇတာဒီနန်းတော်ကိုနောက်ဆုံးသွားခဲ့တယ်ပြီးတော့အဲ့နေရာမှာသူများရဲ့လိုမျိုးပေါ့နော်ရိုးရဝတ်စုံလေးဝတ်ပြီးတော့တပုံလေးလည်းရိုက်ခဲ့ပါတယ်ဒီနေရာမှာrecommend ပေးချင်တာကို traditional dress လေးနဲ့ပဲဖြစ်နိုင်မယ်ဆိုရင်တော့ join စီချင်ပါတယ်ကဲလိုချင်တာလေးဝယ်ပြီးဘကိုးကနေပြန်ပါတော့မယ်ရှင်ပြည်နာရှင်ပါရှင်ခီးတင်ညာစီးနေလိုက်ပါလာတဲ့ရထားဟာဘကိုးပူလာမှထွက်ခွာလာပြီဖြစ်ပါတယ်ရထားကဘကိုးဘူတာကနေ4:24မိနစ်စထွက်ပြီးတော့ရန်ကုန်ကို9:30အတိပေါ့နော်ပြန်ရောက်တယ်အဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်